Yuria Yuki so as they sonaria Yudia they sondare Lurima a man's own chachim chitataria Arido solution they be beaching Ta sweat the me sweat pisi sweat be there come Eri a sweat ali also Who a nipa when my big up option I played up shit. ပြိတ္တာဖြစ်လို့မကျွတ်ဘူးလို့ပြောတယ်အမှန်တော့ဘဝတစ်ခုရပါဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့ဘဝတစ်ခုရပါအေးအိမ်မှာလူတယောက်သေသွားလို့6666လုံးနေပြီဆိုရင်တော့အဲ့ဒါပြိတ္တာဘဝလို့မှတ်ပြိတ္တာဘဝဖြစ်နေတယ်သူ့အနေနဲ့ကသေသွားတယ်လို့မသိဘူးရုပ်တရက်မသိဘူးမသိတော့သူခါတိုင်းလိုပဲဒီအိမ်မှာသွားလာနေသို့တော့သူတတိထားမိတာဘာလို့ဆိုရင်လူတွေကသူ့ကိုမမြင်ကြဘူးမိသားစုတွေကလည်းသူ့ကိုနှုတ်မဆက်ဘူးเนาะအဲ့ဒါတော့သူတတိထားမိလိုက်မယ်နောက်ပိုင်းကျသူဟာတွေသူထားတာတွေသူကြည်ကောင်းကြည့်လိုက်မယ်အဲ့တော့ကြည့်တဲ့အခါလူတွေကသူ့ကိုမမြင်ရဘူးသူကတော့လူတွေကိုမြင်နေရတယ်တခါတော့မလေးရှားမှာတည်သွားတဲ့လူတယောက်ကညမှာတည်သွားပြီးတဲ့နောက်မှာသူ့ရဲ့အကိုလိုနေတဲ့လူတယောက်စီသွားနှုတ်ဆက်တယ်ဆိုပါတော့သူသေးတာ9နိုင်လောက်ကသေးတယ်10နိုင်ကြော်လောက်တကားလာခောက်တယ်တကားလာခောက်တော့တကားဖွင့်ပေးလိုက်တဲ့ခါကျအဲ့လူဝင်လာပြီးစကားသမီးပြောပြီးအကိုကျွန်တော်လည်းပြန်ဗမာပြည်ပြန်မလို့ဖြစ်ဆိုနှုတ်ဆက်စကားပါပြောပြီးပြန်ဆင်းသွားနောက်တရက်ကျတော့အဲ့ဒီလူဆုံးနေကြဘယ်ချိန်ကဆုံးတာတော့ဆို9နိုင်လောက်ကဆုံးဆိုဘိုးလူကမယုံမဟုတ်ဘူးမဖြစ်နိုင်ဘူးည10နိုင်မှငါစီရောက်လာသေးတကားခောက်ပြီးတော့သူနဲ့စကားပြောသေးတယ်တကယ်ကတော့အဲ့ဒီလူတွေဂျုံရတတ်တယ်ပေါ့နော်အဲ့ဒီလူပဲဒီလိုဇလန်းနေအများကြီးသူကဗမာပြည်ပြန်ရောက်လာတဲ့အခါသူမွေးထားတဲ့ခွေးလေးကသူ့ကိုခေါင်းတယ်အိမ်ကလူတွေကလည်းသူ့ကိုဘယ်တော့မှမမြင်ဘူးသူကသွားပြီးတော့ကင်လိုက်တဲ့အခါတွန့်သွားတယ်တဲ့အဲ့ဒီလူတွေကနော်တွန့်သွားအဲ့မှာသူ့စိတ်ထဲမှာထူးဆန်းတယ်ငါလည်းဘယ်မှခေါ်မလို့ရှိဘူးအိမ်ကခွေးရလည်းငါဟောင်းငါမမှတ်ဘူးတော့သူအိမ်ထဲဝင်လိုက်ထွက်လိုက်သွားနေသူတေးမှန်းသူတေးဘူးလေအဲ့လိုဖြစ်တတ်တယ်ပြေးသွားတဲ့ပုဂ္ဂိုလ်ဆိုပါစို့အိပ်ပျော်သွားတယ်လို့စိတ်ကထင်တယ်အိပ်ပျော်သွားတယ်လို့ထင်ပြီးတော့တရေနိုးလိုက်တဲ့အခါကိုယ်ကတေးပြီးသားဖြစ်ပြီးနောက်ဘဝရောက်နေပြီနောက်ဘဝရောက်တာမသိဘူးမသိတော့အရင်လူပဲထင်တယ်ဒီလိုဟာမျိုးကရန်ကုန်မှာလည်းပဲမကြခင်ကဖြစ်ဘူးလေကားအက်ဆီဒင့်နဲ့တည်သွားတဲ့တခါကြီးတယောက်ဒီကရက်လောက်ကသူ့အိမ်မှာသူနေကြအခန်းထဲမှာလာတယ်နော်အလုပ်တွေလုပ်နေတယ်မြင်နေတာမြင်တဲ့သူကမြင်နေတာသွားလာနေတယ်သို့တော့ရက်လေပြီးတဲ့အခါကျတော့သူလာလို့မရတော့နောက်ပိုင်းကျတော့သူ့ပေါ်မှာအုပ်ချုပ်တဲ့လူတွေပေါ်လာဘယ်မှာသွားဘယ်သွားနေဒီမလာနဲ့ဆိုတာတွေဖြစ်လာအဲ့ကြတော့မှသူသိတယ်ဆိုတာနော်ပထမတော့ကိုယ်အိမ်ကိုလာတယ်လို့ပဲထင်တယ်နောက်ကြတော့လာခွင့်မရှိတော့အိမ်ဆောင်တန်တို့ဘာတို့အဲ့တော့ပြိတ္တာဘုံရောက်သွားလို့ရှိရင်လေနေတွေကတ်တက်ပြီးတော့အဲ့ဒါလိုလာခွင့်မပေးကြတော့အဲ့ကြတော့မှသူတို့ကဘဝဆုံးရှုံးသွားပြီဆိုတတိထားမိကြတယ်